လူတစ်ယောက်သည်လမ်းဘေးမှသူတောင်းစားတစ်ဦးကိုစေတနာရှိထား၍ထမင်းတစ်နက်ကျွေးမွေးခဲ့သည်ထိုသူတောင်းစားသည်ဘိုက်ဝအောင်စားတောက်ပြီးနောက်ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်ရှေးဟောင်းစာအုပ်တစ်အုပ်ကိုလက်ဆောင်ပေးလေသည်ထိုသူကညှင်းပယ်ရန်ပြင်နေစဉ်မှာပင်သူတောင်းစားသည်ရုတ်တရက်ပျောက်ကွယ်သွားသဖြင့်နတ်မင်းတစ်ပါးနှင့်ဆုံတွေ့ခဲ့ရမှန်းသူသိလိုက်ရသည်သူသည်ထိုရှေးဟောင်းစာအုပ်ကိုကောက်ယူကြည့်ရှုရာတွင်စာအုပ်သည်ချက်ချင်းပင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီးသူ၏မျက်လုံးထဲသို့ပြန်ဝင်သွားတော့သည်ထိုခဏ၌ပင်သူသည်ပစ္စည်းတိုင်း၏တန်ဖိုးအစစ်အမှန်ကိုခွဲခြားမြင်နိုင်သောနတ်မျက်စိကိုပိုင်ဆိုင်သွားခဲ့သည်ထို့နောက်သူသည်ကန်ဆန်းရန်အတွက်ရှေးဟောင်းပစ္စည်းအယောင်းဝယ်ဈေးသို့သွားခဲ့ပြီးထိုနေရာတွင်ဘသူမှစိတ်မဝင်စားသည့်ကွဲအပ်နေသောပကံလုံးအစုပ်တစ်ခုသည်တန်ဖိုးအားဖြင့်ဒေါ်လာ9သိန်းရှိနေသည်ကိုသူအံ့ဩဖွယ်မြင်တွေ့လိုက်ရသည်သို့သောဆိုင်ရှင်ကိုထိုတန်ဖိုးအားသိမသွားစေရန်အတွက်သူသည်အနားရှိလက်ကောက်တစ်ခု၏ဈေးကိုအရင်လှည့်မေးလိုက်သည်ဆိုင်ရှင်ကထိုလက်ကောက်မှာမိသားစုအစဉ်ဆက်လက်ဆင့်ကမ်းလာသောအမွေဖြစ်၍အနည်းဆုံးဒေါ်လာ3ပေးရမည်ဟုဆိုသည်ထို့နောက်မှသူကပကံလုံးစုပ်ဈေးကိုမေးရဆိုင်ရှင်ကဒေါ်လာ3ဟုပြောသဖြင့်သူကကျွန်တော်မှာဒေါ်လာ20ပဲရှိတယ်ဟုဆိုကာပစ္စည်းကိုပြန်ချပြီးထွက်သွားဟန်ပြုလေသည်ဆိုင်ရှင်ဖြစ်သူကသူ့ကိုအမြန်လန်းထားပြီးထိုဈေးနှင့်ပင်ရောင်းချလိုက်တော့သည်သူသည်ထိုပကံလုံးကိုရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်သို့ယူသွားပြရာဆိုင်ရှင်ဖြစ်သူကသဘောကျသွားပြီးဒေါ်လာ9သိန်းဖြင့်ချက်ချင်းဝယ်ယူလိုက်သည်သူဆိုင်ထဲမှအထွက်တွင်ဆိုင်ရှင်ကအတူဟုသတ်မှတ်ထားသောအခြားရှေးဟောင်းပစ္စည်းတစ်ခုကိုမြင်တွေ့ပြန်သည်ဆိုင်ရှင်ကခမည်းကြိုက်ရင်ဒေါ်လာ8နဲ့ယူသွားလေဟုပြောသဖြင့်သူကမဆိုင်မတွပင်ဝယ်လိုက်သည်ထို့နောက်ထိုပစ္စည်းပေါ်ရှိလက်ရာများကိုဆိုင်ရှင်အားတေးသေးချာချာရှင်းပြကာဤပစ္စည်းမှာနှစ်ပေါင်းရာချီတက်တန်းရှိကြောင်းဖော်ထုတ်ပြလိုက်ရာဆိုင်ရှင်မှာအံ့အားသင့်သွားရသည်ထိုအချိန်တွင်ဆိုင်ထဲသို့ရောက်နေသောတထေးမတဦးကထိုပစ္စည်းကိုဒေါ်လာ2သန်းဖြင့်ဝယ်ယူသွားသဖြင့်သူသည်အမျက်စွန်းအမြောက်များထပ်မံရရှိခဲ့ပြန်သည်နောက်တစ်နေ့တွင်သူသည်လမ်းဘေးဆိုင်၌မုံစားနေရင်အမိုက်တဲကားတစ်စီးပေါ်ရှိအလှပြင်တစ်တာအဟောင်းလေးတစ်ခုထဲ၌ကွက်ထားသောပဒမြတစ်လုံးကိုမြင်လိုက်ရသည်သူကကားသမားအားထိုတစ်တာလေးကိုပေးနိုင်မလားဟုမေးရကားသမားကလည်းလိုလားပင်ပေးလိုက်သည်နောက်တစ်နေ့တွင်သူသည်ထိုပဒမြကိုရှေးဟောင်းပစ္စည်းဆိုင်သို့ယူလာခဲ့ရာအစောပိုင်းကတထေးမကြီးမှာပဒမြ၏အရေးသွေးကိုမြင်ပြီးအလွန်အံ့ဩသွားကဒေါ်လာ6သန်းဖြင့်ဝယ်ယူရန်ကမ်းလှမ်းခဲ့သည်ထိုအချိန်မှာပင်နာမည်ကြီးရှေးဟောင်းပစ္စည်းကျွမ်းကျင်ပညာရှင်တဦးကပကြီးကားတစ်ချက်ကိုကန်၍ရောက်လာသည်ထိုပညာရှင်ကဒီပကြီးကားကိုဒေါ်လာ9သန်းနဲ့အရယူခဲ့တာဟုကြွားဝါလေသည်တထေးမကြီးကတေချာကြည့်တော်လဲထူးခြားမှုမတွေ့ရပေပညာရှင်ကထိုပကြီးကားကိုဒေါ်လာ6သန်းဖြင့်ပြန်ရောင်းမည်ဟုဆိုတော်လဲထိုသူကပကြီးကားမှာအတုဖြစ်ကြောင်းပြောကာတထေးမကြီးအားတားဆီးလိုက်သည်ပညာရှင်ဖြစ်သူမှာအလွန်ဒေါသထွက်သွားတော်လဲသူကပကြီးကားရဲ့ရေးဆွဲမှုလက်ရာတွေကအပြစ်ပြောစရာမရှိပေမဲ့တစိမ့်တုံးကမှားနေတယ်တကယ်ပကြီးအစ်စ်ဆိုရင်တစိမ့်တုံးကညီညာရမယ်အခုဟာကတစိမ့်တုံးကပုံပြက်ပြီးအဖက်လိုက်ကြီးဖြစ်နေတယ်ဟုအချက်လက်နဲ့တကွာရှင်းပြလိုက်ရပညာရှင်မှာစကားမဆိုနိုင်တော့ပဲမြင့်တက်သွားရလေတော့သည်